မင်္ဂလာပါချူရနာအောင်လုပ်ငန်းစွာရေးကြိုဆိုလိုက်ပါရနော်ဒီတစ်ခေါက် share လုပ်ပေးချင်တာကဒီတစ်ခေါက်ဗာလေးတွေဖြစ်မလဲဆိုတော့ခါကြတော့rider things ကိုမှ rider things နဲ့ modernize လုပ်ထားတဲ့ကတ်လေးတွေကိုတစ်ချက်ပြန်ပြီးတော့ခါကြတော့ပြပေးပါမယ်နော်တကက်ချင်းစီဒီတေးမပြနိုင်ရင်တောင်မှ overall လေးတစ်ချက်ပြပေးပါမယ်ဒါဆိုရင် the full ဒီလိုပုံစံမျိုးလေးဒါကကြတော့နည်းနည်း modernize လုပ်ထားတာမှာဒီ rider things ရဲ့image ကိုcanamic ကိုပေါ့နော် canamic ကိုတအားကြီးကွဲထွက်မသွားပဲနည်းနည်းလေးပြောင်းလဲမှုတွေရှိရပေါ့နော် modernize တော့လုပ်ထားတယ်ဒါဆိုတအားကြီးခွေးလေးတွေပုံစံလေးတွေကကစားသူပါတင်ပါထိုက်တဲ့ sign လေးတွေတော့ပါရပေါ့ဒါကို modernize လုပ်ထားတဲ့ cat လို့ပြောလို့ရရပေါ့နော် okay အဲ့ဆိုရင်ဒီမှာဒါလေးဆိုရင် musicianနော်သူ့မှာပါတင်ပါထိုက်တဲ့ဒီမှာ sign လေးတွေပါတယ်ဒီမှာဓာတ်ကြီးလေးပါပါတယ်နော်အဲ့လိုပုံစံမျိုးလေးတွေပါပါမယ်ဒါဆိုရင်လည်း modernize လုပ်ထားဆိုဒီမှာ B နဲ့ G ဆိုရင်လည်းသူ့ရဲ့အဓိက character sign လေးတွေပါမယ်ဒါက modernize လုပ်ထားတဲ့ကလေးတွေကိုပြပေးတာပဲဖြစ်ပါတယ်နော်ဒီမှာ empress ဆိုရင်ဒီမှာနော် empress ဒီမှာဆိုရင် emperor ဆိုရင်ဒီဘက်က emperor ဒါလေးကအဓိကတော့မြင်သာအောင်ပြပေးရခြင်းဖြစ်ပါတယ်နော်ဒါလေးကတော့rider things ဒါ rider things ကိုမှနည်းနည်းလေး modernize လုပ်ထားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိပါတယ်တခြားလူတွေကဒီဒါဆိုရင် rider things လားဆို rider things ကိုမှ modernize လုပ်ထားတဲ့ကတ်လေးပဲဖြစ်ပါတယ်နော်အခုဒီဟာလေးက sharing လုပ်ပေးတဲ့ဥစ္စာလေးอ่ะနော်အဲ့ဆိုရင်ဒါ ထိုက်တင်တလောက်တော့ကိုတိသွားပြီပေါ့နော်ဒီမှာဒါလေးဆိုရင်နော်major 22ကတ်ကိုတော့ detail တစ်ချက်ပြပေးပါမယ်နော်ဒီမှာ hermit ဒီမှာဆိုရင် hermit ဒီမှာဆိုရင် wheel of fortune ဒီမှာ wheel of fortune ဒီမှာဆိုရင် justice ဒီမှာနော်ပါတင်ပါထိုက်တဲ့စားလေးတွေပါတယ်ဒီမှာဆိုဒီလိုနော် hunter man ဒီမှာဆိုရင် hunter man ဒီမှာဆိုရင် death ဒီမှာ death ဆိုရင်လည်းဒီမှာနော်သူတို့ရဲ့ sign လေးတွေကတော့အတိုင်းအတာတစ်ခုတည်းပါတယ်ဒီမှာဆိုရင်ရေခွက်နှစ်ခွက်နော်အဲ့လိုပုံစံမျိုးလေးဖြစ်ပါမယ်နော်ဒါလေးဆိုရင် DVဒါဆိုရင် DV ဒီမှာ tower ဆိုတဲ့ tower အဓိကတော့ဒါက main things ဖြစ်တဲ့ rider things ကိုမိညမ်းပြီးတဲ့ခါကျတော့သူကmodernize လုပ်ထားတဲ့ cap ပဲပေါ့နော်ဒီမှာဒါဆိုရင်ဒီလိုပုံစံမျိုးလေးတွေရှိပါမယ်ဒီလိုပုံစံမျိုးနော်okay ကိုကဒီလိုကတ်လေးတွေပေါ့နော် rider things ကိုလိုချင်နေဆိုလဲ rider thing ဒါ canamic လေးတွေကိုကြည့်လိုက်တဲ့ခါကျ okay ငါကတော့ဒီလိုရော rider things ကိုလိုချင်တယ်ဒါမှမဟုတ် modernize လုပ်တဲ့ cat ကိုလိုချင်တယ်ဆိုတာကိုကိုယ်ပြပို့ပြီးတော့တည်သွားနိုင်တယ်ပေါ့နော် okay အဲ့လိုပုံစံမျိုးပဲဒါဆိုရင်ခွတ်ပေါ့နော် a short ခွတ် a short ခွတ်တော့ a short cat ပေါ့နော်ဒီမှာဆိုရင်ဒီလိုပုံစံမျိုးလေးတွေဒါဆိုရင် one ဒါဆိုရင်အရင်တစ်ခါကတော့တကြီးလေးပါနဲ့ပတ်သက်ပြီးတော့တစ်ချက်ပြောပေးထားရဲဆိုတော့ဒါအထူးတွေမပြောတော့ပေါ့ဒါဆိုရင် a short panic နော် panic လေးတွေဒါကကြတော့ASOS swap လေးပဲဖြစ်ပါတယ်ဒါဆိုရင် rider things ဒါတွေက modernize လုပ်ထားတဲ့ကတ်လေးပဲဖြစ်ပါတယ်ဒါဆိုရင် rider things modernize လုပ်ထားတဲ့ကတ်လေးပါနော်နောက်တစ်ခုကဘာထူးခြားလဲဆိုတာလေးကိုတစ်ချက်ပြပေးပါအောင်မယ်အဲ့ဟာလေးကဘာထူးခြားလဲဆိုတဲ့ခါကျတော့ဒီအသေးလေးကိုတစ်ချက်သွားလိုက်မယ်နော်ဘာထူးခြားလဲဆိုတော့ဒီမှာဒါကို normal size ပေါ့နော်ဒီမှာဒါကို normal size ဒါမှမဟုတ်ရင် pocket size လို့ခေါ်တယ်သူကအိတ်ကထထည့်လို့ရတဲ့ size လေးပေါ့နော်အဲ့ဒါကို normal size လို့ခေါ်လိုက်တယ်ဒါကကြတော့ဘာလဲဆိုတဲ့အခါကျဒါ full size ကက်ရဲ့နမိတ်ကိုအပြည့်အဝမြင်ရတယ်ဒီနှစ်ခုစလုံးကတော့boundary ပေါ့နော် boundary မှာဒီမှာနော်ကက်ကလုံးဝကိုကက်ဒီရဲ့ full size ဆိုလဲ full size အပြည့်အဝပါတယ်ဒီမှာ normal size ဆိုလဲ normal size အပြည့်အဝရခြင်းဒါလေးဆိုရင်နော်ဗာလဲဘောင်ဆိုင်ပေါ့နော်ဘောင်ဆိုင်ဘေးကကွတ်ထားတဲ့ဟာမပါတဲ့ကလေးတွေပဲဖြစ်ပါတယ်နော်ကိုကဘယ်လိုပုံစံမျိုးလေးရကျင်တဲ့ကစားဒါလေးကိုအသေးစိတ်လာပြီးရှင်းလင်းပြပေးရခြင်းဖြစ်ပါတယ်ဒါလေးတွေကိုရကျင်တဲ့လူကျင်တဲ့ဆိုရင်တော့CYA Japan Korea Time မြန်မာ page မှာလောလောဆယ်တင်ပေးထားပါတယ်တကယ်လို့ဒီ CYA MVP Peace and Success Live Project မှာတော့ main အဓိကထားပြီးတင်ပေးထားပါတော့အဲ့ဒါလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အခုလောလောဆယ်တော့ CYA MVP Peace and Success Live Project မှာပဲအသေးစိတ်လာမေးပေးလို့ရှာပါတယ်ကိုကဘယ်လိုပုံစံမျိုးလဲလိုချင်တယ်အဲ့ဒါဆိုရင်ကိုကတခြား carry တခြားဟိုပေါ့နော် theory တိုင်းနဲ့ဆိုင်ကိုကတခြားပို့တိထားတဲ့ခါကျတော့ကိုပို့ပြီးတော့ခါကျတော့ confidence ရှိနဲ့တခြားဘယ်နေရာမှာမဆိုကိုပြောလို့ရတယ်ပေါ့နော် okay ဒါလေးဆိုရင်ငါ full size သုံးတယ်full size ကိုမှ rider တင်းသုံးတယ်အဲ့လိုပုံစံမျိုးလို့ပြောလို့ရဒါဆိုရင်အနင်သုံးတဲ့ဥစ္စာဘယ်လိုပုံစံမျိုးလဲပြောဆိုဒါဆိုရင်
normal size pocket size တွေအများကြီးခေါ်ကြရပေါ့နော်ဒါလေးကတော့ normal size pocket size လေးကိုငါအဲ့အောင်မှာဘောင်နေမပါတဲ့ဟာကိုငါသုံးနေပေါ့အဲ့လိုပုံစံမျိုးတွေနဲ့ကိုပြောပြလို့ရတယ်ဒါမေးလာခဲ့သည်ရှိတော့ပေါ့နော်မမေးလာခဲ့ဘူးဆိုရင်လည်းငါကတော့အခုလောလောဆယ်တော့ full size ပဲကင်နေတယ်full size ဆိုတာဒါ full size ပေါ့ဒါလေးက normal size ဒါမှမဟုတ်ရင် pocket size လေးပဲဖြစ်ပါတယ်အဲ့ကြတော့ဒီရဲ့အခေါ်အဝေါ်လေးတွေကိုသိထားတဲ့ခါကျတော့ knowledge share knowledge ပို့ပြီးတော့တိုးတာပေါ့နော်အဲ့လိုပုံစံမျိုးလေးအခုလို့ကြည့်ရှုပေးတဲ့တအုပ်တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ကျေးဇူးပါ